ဒီပင်ကတော့ကြောင်ယူသည်ပင်ပဲဖြစ်ပါတယ်အပင်ရဲ့ပစ္စံ၅ပါးလုံးကိုအသုံးပြုလို့ရနိုင်ပြီးတော့အနှဲငယ်တက်တဲ့သဘောရှိပါတယ်အရွက်ကိုအန်စစ်အဖြစ်အသုံးပြုလို့လည်းရနိုင်ပါတယ်အဆုပ်ကိုကူညီပေးနိုင်ပြီးတော့အစစ်ရောင်ချင်းအဆုပ်အေးပတ်တဲ့အဖျားတွေနဲ့ပန်းနာယောဂလေပြင်းချောင်းပူတဲ့ယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အုံနောက်ယောဂနဲ့ပူယောဂတွေအတွက်ကိုလည်းကြောင်ယူသည်ပင်ရဲ့အရွက်ကိုအသုံးပြုနိုင်ပါတယ်သူ့ရဲ့ရွက်ချောက်ကိုပြုတ်ပြီးတော့တိုက်ပေးမယ်ဆိုလို့ရှိရင်တော့အသက်ရှူရှိုက်ရာလမ်းကြောင်းတစ်လျှောက်မှာဖြစ်တတ်တဲ့အငြိအကျေးပိတ်ဆို့ခြင်းတွေကိုရှင်းလင်းစေတတ်ပြီးတော့အသက်ရှူလမ်းကြောင်းလေပြင်းချောင်းရောင်တဲ့ယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်။ကြောင်ယူသေးပင်ရဲ့အရွက်ကိုကြိတ်ပြီးတော့အနာမှာအုံပေးခဲ့မယ်ဆိုလို့ရှိရင်တော့အနာတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်။သူ့ရဲ့ရွက်တတ်ထုရည်ကိုဝဲကြောင်ပွေးရနာစတဲ့ရေပြားယောဂတွေမှာလိမ့်မိမယ်ဆိုလို့ရှိရင်လေဝဲကြောင်ပွေးနဲ့ရနာစတဲ့ယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပြီးတော့တမာစီနဲ့သူ့ရဲ့အရွက်တတ်ထုရည်ကိုရောပြီးတော့လိမ့်မိမယ်ဆိုလို့ရှိရင်တော့ရနာအမျိုးမျိုးကိုတက်တာပျောက်ကင်းစေတတ်ပါတယ်ရေပြားယောဂအမျိုးမျိုးကိုလည်းတက်တာပျောက်ကင်းစေတတ်ပါတယ်အစစ်အမြစ်ကြိုက်ခဲခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့အရွက်တတ်ထုရည်ကိုကျက်စုစီနဲ့ရောပြီးလိမ့်မိမယ်ဆိုရင်အစစ်အမြစ်ကြိုက်ခဲခြင်းတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်